ကာလာရေးတဲ့ဆိုတာကဝေရှာဖို့အကောင်းဆုံးစကေးဆက်တစ်ခုဖြစ်ပေမဲ့လို့မုံငုံမြင်ပြီးတော့ကိုလှည့်မကြည့်မိဆိုရင်တော့ဝေများမရပဲအရှုံးတဲပါတတ်ပါအခုချိန်နေတဲ့သူကအမြင်များတဲ့သူတွေဘက်ကနေကျင်နေဆိုရင်တော့ကာလာထွေးတဲ့နည်းပညာနဲ့စနစ်အကြောင်းတွေကိုတည်ထားဖို့လွယ်ပါတယ်ပလန်မရှိရင်ပလန်လန်ဆိုတဲ့စကားအတိုင်းဘာပလန်မှဆွဲမထားပဲငွေအများကြီးရင်းပြီးတော့စီးပွားရေးတစ်ခုကောက်လုပ်တယ်ဆိုရင်တော့ဘာပဲလုပ်လို့ရှုံးမှုများပါတယ်ဒီလိုမျိုးအရှုံးတွေအများကြီးနဲ့ရင်မဆိုင်ရဖို့အတွက်ကျွန်တော်တို့ရဲ့ကာလာထွေးတဲ့တင်တဲ့ကြီးမှာ69%ထိတေချာတဲ့နည်းစနစ်တွေအမြဲအစွန်းယူနည်းတွေရေရှည်မှာပါဝင်စင်မဲ့ DeFi စနစ်ဝေရှာချမ်းတဲ့ဘယ်ကြီးတွေပဲသုံးတတ်တဲ့ထိပ်တန်း strategy တွေနဲ့ရေပန်းစားသုံး formula နှစ်မျိုး store လက်မှတ်တင်တာဖို့ money management ဝင်ငွေထိန်းသိမ်းနည်းနေပြင်လူချင်းဖန်နည်းတွေကိုပါဗီဒီယိုတွေနဲ့စနစ်တကျစာတွေရောလက်တွေရောသင်ကြားပေးနေပါတယ်တင်နေကြီးလေးကတော့အခမဲ့ဖြစ်ပြီးတော့အားလက်တဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်းနဲ့ဝင်ငွေရှာခြင်းနဲ့ဆိုရင်တော့အခုပဲ comment မှာငွေရှာလုံးမှန်ပြီးတော့တင်တဲ့အကြောင်းကိုအသေးသေးစုံစမ်းလိုက်ပါ